ကဲ trim feedback ကို station ဆက်တဲ့လုံနည်းနဲ့ဗာလဲ straight ကောက်ရဲ့နည်းရဲ့ research ဆွဲနည်းရပြောပြပေးမယ်ဆိုတော့ဘယ်လိုနေမလဲဆိုရင်ဒီလိုကြောက်တကူပွင့်မယ်ဒီလိုကြောက်တကူပွင့်မယ်ကြောပေါ့ကျော်လေးတကူပွင့်လာပြီး absent နှိပ်လာပြီးလို့ရှိရင်ပဲသွားမလဲဆိုရင်နောက်မှရှိတယ်ဆိုလို့ရှိရင် key in call နေမှာ point ထဲမှာ point နံပါတ်ထဲ any set ထဲကုတ်တဲ့ပြီးရိုက်ထည့်လို့ရတယ်ပြီးတော့ဒီတိုင်းတက်သွားလိုက်မယ် measure ထဲမှာ station set ကိုသွားမယ်ဒါရေးချင်းထည့်လိုက်ပြီး absent နှိပ်လိုက် temperature absent နှိပ်လိုက်ပြီးရင် point နံပါတ်ဆက်တောင်းလိုက်မယ် instrument နှိပ်နဲ့ဒါအော်ဒီပိုင်းကိုပြောတာ1ဟုတ်တယ်နံပါတ် OCD သုံးဖို့ station ထည့် station ဒီ height ကထည့်လိုက်တိုင်းပြီးထည့်ပေါ့နော် 1.5 ကိုနေကထားပါတော့90030ပေါ့နော်ပြီးရင် accept point number ရှိပြီးသားဆိုခေါ်တင်လိုက်ရတယ် website ကထားပါတော့2ကောက်ကတော့ website ပေါ့ enter website ကဟက်က1.4 ပေါ့နော်ထားပါအားဒီမှာမြောက်ရက်ကိုချိန်မယ်တန်လိုက်အိမ်အောင်သုံးဖို့ something ပေါ့ free ထဲမှာနောက်မှ2 point ရှိရင်တော့ website cut ပေါ့ရှိတဲ့ point angle only ဆိုတော့အရှုမြောက်ဖြစ်တဲ့ angle only မြောက်အရှုမြောက်ထားလိုက် angle only ထားလိုက်တကယ်လို့ point ရှိပြီးသား target ထောင်ပြီးသား angle distance နဲ့တိုင်းမယ်ဆိုတော့ angle only တိုင်းလိုက်မယ်နော် measure ပြီးရင် website cut ပြီး store နှိပ်လိုက်ပြီးရင် full site ကိုသွားမယ် full site ဆိုတာ measure နဲ့ဝင်လိုက်တူဖို့ measure တူဖို့နှိပ်တာ full site ကိုပြောတာပါ point number 3ထားလိုက်မယ်ပြီးရင်ကောက်က full site ပေါ့နော်အဲ့တော့ full site ကိုချိန်လိုက်မယ်ချိန်လိုက်ပြီးတော့ height ပြောင်းမယ်နော် height ပြောင်းမယ်ကုတ်ပြောင်းမယ် measure ကိုက name နဲ့ပဲတိုင်းပြမယ်ပြီးရကောင်တို့ကဘာယူမလဲဆိုတော့ထုံးစံတိုင်းပဲ angle distance ရယ် forward ဖြစ်တဲ့ forward စီမှာယူမယ် distance ယူမယ်ပြီးတဲ့အခါမှာ any set ယူမယ်နော်ပြီးကမှ store နှိပ်ပေါ့ဒါမှ coordinate point number နဲ့ coordinate မှတ်မိပါပေါ့ပြီးတော့ဒါအခုမှ website full site လုံးနေ station ဆက်ရပေါ့နော်နောက်တစ်ခါကျတော့ straight ကောက်ရိုက်တဲ့နည်းထုံးစံတိုင်းပဲ straight ကောက်ရိုက်တဲ့ခါကျထုံးစံတိုင်းပဲ station ဆက်ရလုံးမယ်ပေါ့နော်အခုတော့ station ဆက်ကလုတ်ပြီးသား station ပြောင်းတဲ့ခါကျလို့ရှိရင် new station ဆက်ရလောက်နော် new station ဆက်က point number ထားပါတစ်ကနေ2မှာဥပမာ1ကို back ကမယ်ခုနက forward အစီတရားစီပေါင်းလုံးနဲ့ပြန်ပြီး back ကမယ်ပေါ့နော်အဲ့တော့အခုတော့ဥပမာ website ကိုကြော်လိုက်တော့မယ် straight ကောက်ပြန်ရိုက်ပြမယ် point number 3ပေါ့နော်ဆိုသူက measure တွေကဥပမာ website လုတ်ပြီးသားဆိုတော့ useless ကိုနှိပ်လိုက်မယ်စိတ်ကောက်ထဲမှာရိုက်ပြမယ် point နံပါတ်ဘယ်လောက်လဲဆိုတော့ကိုက3ကိုရိုက်မယ်ဆိုတော့3ကိုရိုက်ထည့်လိုက်ရှိပြီးသားဆိုရိုက်ထည့်လိုက်ပေါ့နော်အဲ့တော့ဒီ set ကတော့စိတ်ကောက်ရိုက်မယ် point တွေအားလုံးကိုခုနပြောတဲ့ key in call နေမှာရိုက်ထည့်ထားတယ်ပြီးစိတ်ကောက်ကိုနှိပ်လိုက်အဲ့မှာအရေးဆုံးချက်က DHA ဘယ်ဆက်မဆို data HA ထည့်တော့စိတ်ကောက် data 80လို့ရှိတယ်အဲ့တော့ data HA 0010နေရမယ်နောက်တစ်ခါ in တွေ out တွေဒီမှာ in ဆိုရင်ထဲကိုလာပါ out ဆိုထဲကိုလာပါအချို့ကြအပေါင်းဆိုရှိတူပါနှုတ်ဆိုနောက်ဆုတ်ပါပေါ့နော်အဲ့မှာဒီကောင်လေးကိုရှီလို့နောက်ဆုတ်ကစားပေးမယ်ဒီကောင်လေးပေါ့နော်0ကပ်ပြီဆိုပိတ်ရမယ်ဒါ straight ကောက်ရိုက်တာပေါ့နောက်တစ်ခါ resection resection ကြတော့နောက်ပိုင်း2 point ရှိထားမယ်ရှိပါပေါ့နော်ရှိထားမှာဆိုတော့လောလောဆယ် video လေးခဏရိုက်လိုက်မယ်နောက်ပိုင်း2 point ပြန်ပွားထုတ်လိုက်အောင်ဟုတ်ရပြီနော်အခုတော့ resection တစ်ခါဆက်ပြမယ် resection ဆိုတော့တုံးတန်တိုင်းမယ် straight ကောက်ထဲမှာရှိတယ်မရှိဘူးဆိုရင်ဒီကောင်လေးကအပြင်ထိပြန်ထွက်လိုက်ပြီးရင် general survey နဲ့ပြန်ဝင်လိုက်တဲ့အခါမှာ straight ကောက်ထဲသွား resection နဲ့ကိုဝင်ပြီးရင်ရေချိန်လေးကို absent နှိပ်လိုက်ပါ temperature absent နှိပ်လိုက်ပါ resection ဆိုတာအမြင်နဲ့ instrument point ကိုအရင်ဆုံးအမြင်နဲ့အရင်တောင်းတယ် instrument point ကို10ထားလိုက်မယ်နော်ကိုကတော့ထည့်လိုက် station height ကိုတိုင်းပြီးတော့ပြန်ထည့်ပေးပါလိုချင်ပေါ့လေနော်ဆက်မှန်လိုချင်ပြောတာပါပြီးတော့ resection point number နဲ့ကုတ်နဲ့ height နဲ့ထည့်လိုက်ပြီး offset အဲ့တော့သူက first point measure ဆိုဒီကောင် point number 5ချိန်ပြီးသားဖြစ်တယ်9ကိုရွေးလိုက်မယ် enter ပြီးရင်ချိန်ပြီးတော့ measure နှိပ်မယ်ဟုတ် resection ဆိုရင်အမြင်နဲ့ရှိမှရှိတဲ့ A ရ B ရ2 point ပေါ့နော်အဲ့တော့ကြိုက်တဲ့ဟာကိုအရင်နှိပ်ရပါတယ် okay အဲ့တော့ A measure ပြီးဆိုတော့ B measure ပေါ့နောက်တစ် point က4ချိန်ပြီး measure လုပ်မယ်ခဏလေးရဒီက9ကို measure ပြီးတော့နောက်တစ် point 4 measure မယ်ဆိုတော့ measure ကိုချိန်ပြီးနှိပ်လိုက်ပြီးဒီနေ့မှာဒီကောင် result ကလေးတက်လာလိမ့်မယ်အဲ့တော့ဒီမှာသူ့ရဲ့ coordinate ကအမှ result ဆိုတာရှိရနှိပ်လိုက်ပါဒါဒီကောင်ရဲ့ mula station ဆက်အောက်ကဗာလဲcoordinate ကိုတွက်ထုတ်ပြလိုက်တာပေါ့နော် store ကိုနှိပ်ပြီးကမှကျန်တဲ့ point တွေအားလုံးကို4 ရောက်ဆက်ချပေါ့ straight ကောက်တဲ့ point တွေမှာ coordinate ရိုက်မယ် point တွေအားလုံးကိုဒီမှာ coordinate ပြီးရိုက်သွားလိုက်ပြီးရင်ဗာလဲ straight ကောက်ကိုနှိပ်ပြီးလို့ရှိရင် DHA ကို angle 0 ကံအောင်လှည့်မယ်
0လေးတန်းနေအောင်လှည့်လိုက်ပေါ့နော်0လေးတန်းနေအောင်ဒီမှာလေးရှိ0လေးတွေတန်းနေအောင်3ညတူရင် logic ဒါလေးကိုလှည့်ပြီးတော့ဒီကောင်လေး0တန်းမယ်ဒီကောင်0ကတ်လို့ရှိရင်ငုတ်ရိုက်တယ်ပေါ့နော်ဒါဆိုရင် station ဆိုတဲ့လုံနည်းရဲ့ straight ကောက်ရိုက်နည်းရဲ့ recession ဆွဲနည်းရဲ့ဒီ3မျိုးပေါ့နော်ဒီလောက်ဆိုရင်စီပင်လောက်မှထင်ပါတယ်ကျေးဇူးတင်ပါတယ်